မြင်တွေ့နေရတာကတော့အာရခတက်တော်ရဲ့အထူးကွန်မန်ဒိုတွေပဲဖြစ်ပါတယ်ဒီကွန်မန်ဒိုတွေဟာဆိုလို့ရှိရင်ကရင်ပြည်နယ်မှာကျွန်တော်တို့လက်ကျင့်နေတာ10လတင်တဲ့ကနေ12လတင်တဲ့ထိရှိပါတယ်ဒီအထူးတပ်ဖွဲ့မှာဆိုလို့ရှိရင်တပ်ဖွဲ့စီတိုင်းစနိုက်ပါအယောက်2ယောက်ပါဝင်ပြီးတော့ကွန်မန်ဒို45ယောက်နဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းပဲဖြစ်ပါတယ်တင်တဲ့ကိုခက်နဲ့တက်ခေရပြီးတော့တင်တဲ့ချင်း12နာရီတီတီကိုလေ့ကျင့်ပေးရတာဖြစ်ပါတယ်ဒီတင်တဲ့ကွန်မန်ဒိုတွေဟာအတီးတီးရခိုင်ပြည်ရဲ့နေရာတွေမှာမျိုးနေအလိုက်တာဝန်ထမ်းဆောင်ကြမဲ့ကွန်မန်ဒိုတွေပဲဖြစ်ပါတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့2026မှာကွန်မန်ဒိုတွေနဲ့အထူး Marine တပ်သားတွေပါတက်ဆင်ပေးမယ်ဆိုတဲ့ပြောဆိုချက်နဲ့အတူကျွန်တော်တို့2026ကိုအကြက်ဘက်စစ်ကောင်စီကိုတိုက်ထုတ်ပြီးတော့အောင်မြင်စွာတနိုင်ငံလုံးအတိုက်အတာနဲ့မြင်တွေ့ရမှာပဲဆိုတာဖြစ်ပါတယ်